တစ်နှစ်မှာတစ်ကြိမ်ပဲကုန်းပေါ်တက်တဲ့ငှက်သို့မဟုတ်ပတ်ဖင်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တန်းကြီးဖြစ်ပါတယ်ဒီနေ့တော့ပတ်ဖင်တွေရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပတ်ဖင်တွေဟာပင်လယ်ငှက်တွေဖြစ်ကြပါတယ်သူတို့ရဲ့ရောင်စုံနှုတ်သီးနဲ့လမ်းလျှောက်ပုံကြောင့်သူတို့ကိုပင်လယ်ကျက်တူရွေးလို့လည်းတင်စားခေါ်ဝေါ်ကြပါတယ်သူတို့ကိုအဓိကအားဖြင့်မြောက်အတ္တလန်တိတ်သမုဒ္ဒရာနဲ့မြောက်ပစိဖိတ်သမုဒ္ဒရာတို့မှာတွေ့ရတတ်ပါတယ်ရုပ်ပိုင်းဆိုင်ရာထူးခြားချက်များအထူးခြားဆုံးကတော့တရိကန်ပုံစံရောင်စုံနှုတ်သီးဖြစ်ပါတယ်သားပေါက်ရာသီမှာဒီနှုတ်သီးဟာလိမ္မော်ရောင်တောက်ပနေပြီးဆောင်းရာသီမှာတော့အယောင်မှိန်သွားတတ်ပါတယ်အမွှေးတောင်တွေကကြောဘက်မှာအမဲရောင်နဲ့ရင်ဘက်မှာအဖြူရောင်ရှိပါတယ်ဒါဟာပင်လယ်ထဲမှာရန်သူတွေရန်ကနေကာကွယ်ဖို့အပေါ်ကကြည့်ရင်ပင်လယ်ရေမှောင်မှောင်နဲ့ရောသွားပြီးအောက်ကကြည့်ရင်မိုးကောင်းကင်အလင်းရောင်နဲ့ရောသွားဖို့တဘာဝကဖန်တီးပေးထားတာဖြစ်ပါတယ်များသောအားဖြင့်အရက်10လက်မကနေ12လက်မအဝန်းကျင်ပဲရှိတတ်တဲ့ငှက်အသေးစားလေးတွေဖြစ်ပါတယ်နေထိုင်မှုနဲ့စားသောက်မှုပုံစံပတ်ဖင်တွေဟာကောင်းကင်မှာပြန်တန်းနိုင်ုံတင်မကပဲရေအောက်ထဲကိုပေ200အထိငုံရှိုးနိုင်ပါတယ်သူတို့ရဲ့တောင်ပံတွေကိုရေအောက်မှာလှော်တက်တဲ့ပွဲအသုံးပြုကြပါတယ်အဓိကအားဖြင့်ငါးအသေးလေးတွေကိုစားပါတယ်သူတို့ရဲ့နှုတ်သီးထဲမှာအကောင်ပေါင်းများစွာကိုတပြိုင်နက်တည်းကိုက်ချီယူလာနိုင်ကြပါတယ်တတန်းမှာ20ကျော်အထိနေနိုင်ကြပါတယ်တနာရီကိုမိုင်90ကျော်အထိမြင်ပြန်နိုင်ကြပြီးတမိနစ်ကိုအကြိမ်400အထိတောင်ပံခတ်နိုင်ကြပါတယ်သူတို့ရဲ့အဓိကရန်သူတွေကတော့ဇင်ရောငှက်ကြီးများနဲ့မြေခွေးများဖြစ်ကြပါတယ်မိသားစုဘဝနဲ့သားပေါက်ခြင်းပတ်ဖင်တွေဟာစက်တင်ဘာလကနေမတ်လအထိသူတို့ဟာကုန်းမြေကိုလုံးဝမနှင်းပဲပင်လယ်ပြင်ကြီးထဲမှာရပ်ပေါင်းများစွာလွင်မျောနေထိုင်ကြပါတယ်တစ်နှစ်မှာတစ်ကြိမ်သူတို့ရဲ့သားပေါက်ရာသီဖြစ်တဲ့ဧပြီလကနေဩဂုတ်လအတွင်းမှာတော့ကုန်းမြေပေါ်ကိုတက်လာကြပါတယ်ပတ်ဖင်တွေဟာများသောအားဖြင့်တစ်သက်လုံးပေါင်းဖော်မဲ့အဖော်တယောက်တည်းနဲ့ပဲနေထိုင်ကြပါတယ်အခြားငှက်တွေလိုတစ်ပင်ပေါ်မှာအတိုက်မလုပ်ပဲမြေကြီးထဲမှာတွင်တူပြီးဒါမှမဟုတ်ကြောက်ဆောင်တွေကြားမှာအတိုက်လုပ်နေကြပါတယ်ပတ်ဖင်တွေမှာထူးခြားတဲ့အလေးအကျင့်တစ်ခုရှိတာကအရင်နှစ်ကဥဥခဲ့တဲ့တွင်ဟောင်းကိုပဲအမြဲတမ်းပြန်လာတတ်ကြပါတယ်သူတို့ဟာလမ်းမမပဲနေရာဟောင်းကိုတိတိကျကျပြန်ရှာနိုင်စွမ်းရှိကြပါတယ်အရင်နှစ်ကတွင်ဟောင်းကိုပြန်တူးတာတန်ရှင်းလောက်တာနဲ့မျက်ခြောက်တွေကိုခင်းတာမျိုးကိုလုပ်ကြပါတယ်သူတို့ဟာသစ္စာရှိတဲ့ငှက်တွေဖြစ်လို့အဖော်ဟောင်းနဲ့ပဲပြန်ဆုံလေးရှိပါတယ်ပြန်ဆုံတဲ့အခါနှုတ်သီးချင်းခောက်ပြီးနှုတ်ဆက်တဲ့အပြုမှုလေးတွေကိုလှုပ်ဆောင်ကြပါတယ်ဇွန်လလောက်မှာဥတလုံးတဲကိုပဲဥပြီးအဖေနဲ့အမေတလဲစီဝတ်ကြပါတယ်6ပတ်ခန့်အကြာဥကနေအကောင်ပေါက်လာတဲ့အခါပြန်တန်းနိုင်တဲ့အထိငါးဖမ်းပြီးကျွေးမွေးကြပါတယ်ဩဂုတ်လအကုန်မှာတော့အကောင်ပေါက်လေးတွေဟာအတိုက်တဲကနေထွက်ပြီးပင်လယ်ထဲကိုဆင်းသွားကြပါတယ်အဲ့ဒီနောက်မှာတော့အဖေနဲ့အမေပဖင်ကြီးတွေဟာလည်းသူတို့ရဲ့အတိုက်ကိုစွန့်ခွာပြီးပင်လယ်စီကိုတဦးချင်းစီတီချာပြန်သွားကြပါတယ်နောက်တစ်နေ့ຫນွေဦးမှာသူတို့ရဲ့အတိုက်အဟောင်းမှာပြန်လည်ဆုံတွေ့ကြတာဖြစ်ပါတယ်ဒီနေ့တော့ပဖင်တွေရဲ့အကြောင်းကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်ခင်ဗျာဒီ blog ကိုကြည့်ရှုပြီးပတ်ဖင်တွေအကြောင်းကိုပိုမိုနားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ် channel ကို subscribe like comment share လုပ်ပြီးလဲကူညီပေးကြပါဦးခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ